သုတ်တော်တနာဖခင်ပါမိခင်မေမာယာ16နှစ်မှာအိမ်ထောင်ကြငယ်မီသိဒ္ဓထာမိဖုရားလိုက်တော်တရားတာချေရာဟုလား73နှစ်တာလူဘဝစီစဉ်ခံစားရာကပိလဝနံရွှေပြည်ချမ်းသာကြွယ်ဝသည်ဥရုသုံးလီစံနေဖို့နန်းသုံးဆောင်ဆောက်လို့နတ်တို့သမျှချမ်းသာသည်လူတို့လိုက်မမီနမိတ်လေးလီတွေ့မြင်ကတန်ဝေကရိယာတတ်တော်ငယ်လ29မှာဖယားဖြစ်ဖို့တော်ထွက်လာနောမတောင်မှာစံပေတော့တရားခံယူပေါ်ဝိတော်လေတော့ထိုအခါမြမခံယူကမြမလူတဲ့ကြာတင်ကံကိုဘောဝိစင်မြန်တင်ဆန်းလာတဲ့အိန္ဒြေအကျင့်တရားရှာဖွေဇယာနထွေအာလာရယာမပုဒ္ဒဥဒကသူတို့ပြတဲ့တရားဟာမငြိမ်းအေးနိုင်ပါအေယာနိဗ္ဗာန်ရောက်လို့လားကျင်မဒုက္ခရာဥရုဝေလတော်ကိုသာဘုရားလောင်းရောက်လို့လားနေရင်စရာမြင့်ရည်ကြည်ဤသေတောင်ရှိပါ၏တောင်တော်တခွင်ပန်းဆုံးလင်းတစ်တီးများဆုံးလင်းနေခြင်းစရာအလွန်ကောင်းတရားထိုင်မှုကောင်းနေရာကောင်းလေးရွေပြီးကတရားထိုင်နေတာပင်စာဝကီ9ဦးကဝိုင်းလို့ပြုစုကြပထမတော့စွမ်းခံနဲ့သေနာနီကုန်းဝဲအချိန်ကုန်နဲ့စွမ်းကိုလျှော့တစ်တီးကောက်ခါစားတာပေါ့ဝိရိယတော့ထက်ခါတင်ဝေဝေလန်လန်မကောက်ချင်းတရားတွင်အောင်အာထုတ်တော့အနာရှိတစ်တီးစားတာပေါ့ဒီလိုစားလဲတရားမမြင်ဝိရိယလိုလို့ထင်ကိုယ်လက်ပေါ်တင်ကြတဲ့အသီးစာမတရားနီစီဒီတလုံးနဲ့ပဲတစေသာပုံရင်လက်တခုတ်သာစားတော့ခါလေးအာထုတ်တော့အယိုပြိုင်ပြိုင်ကြတာပေါ့အယိုပြိုင်လဲစိတ်မလျှော့ပါလုံးလာကိုမြင့်ငါလုံးဝအစာငါမစားတော့တရားကိုပဲကျင့်မှာပေါ့ဒိဋ္ဌံလိုက်တော့နတ်တွေဟာလုံးဝမနေသာနတ်ဩဇာတွေသူကိုတွင်းမွေညင်ပေါက်ကသွင်းမဲ့တင်ကိုတော်မြက်လဲညင်ပေကစဉ်းစားလိုက်တဲ့အခါစောင်းဥပမာထင်လာတော့တင်လွန်ရောလွန်မကောင်းပေါ်မယောမတင်ပြင်းညင်းစွာစောင်းကိုတီးတဲ့အခါတာတာယာရှိပါ၏နားထောင်ကောင်းလာ၏အေရီဥပမာအတူသာမစ္စိမာပရိပရာ6နှစ်ကြာအောင်ကျင့်လာသည်ဒုက္ခရာစရိယာစွန့်ပါ၏စွန့်ပြီးသေနာနီကုံရွာစွမ်းပြန်ခံတဲ့အခါပင်စာဝကီ9ဦးကသူ့ကိုစွန့်သွားကြသူစွန့်ကိုစွန့်တဲ့အခါအာလုံးဝမငယ်ပါတယောက်သေးသာအာထုတ်တော့စိတ်ငြိမ်ပူလို့ကောင်းတာပေါ့14-5ရက်ရှိတဲ့အခါအာအင်ပြန်ပြေးလာသူဇာတာတထေသမီးလူတဲ့နိုးစွမ်းခံယူပြီးနေရင်မြင်းနီးဖုံးပေးက49လောက်ပါပြီးတဲ့ခါမှာဒိဋ္ဌံတော်ရွှေခွက်ရင်ညာစံတက်ပေါ်ညနေဆောင်တော်ဘောရီပင်လမ်းကြွလာခဲ့စဉ်တုတိယမောင်စင်လှူဒန်းလိုက်မျက်ရှိစုပ်ကိုလက်ကပိုင်ဘောရီပင်တဝိုက်ရောက်တဲ့အခါအနောက်တောင်မြောက်မှာမြေဆောင်ထောင်တာမြင်ရတော့အရှိဘက်ကြွတာပေါ့ပြန်ပြူသားရမြေမျက်နာမျက်ကိုခင်းပြီးကဗုဒ္ဓမြတ်စွာမဖြစ်ကလုံးဝငါမထားအကျော်ရိုးရည်ကျွင်းကြံစေအသွေးသားခန်းချောက်ပါစေလေးထွေဝရိယတင်ပြီးမှတရားလုပ်ငန်းစာမာနကလည်းဒီအခါစစ်ချီရန်ပြုလာ
မေတ္တာသစ္စာပူပြူတော့အနိုင်ရတာပေါ့နေဝင်ကနီးမနဲ့ရန်အောင်မြင်ပြီးမြောက်ပြန်ညင်ဥယံမှာရှိဘဝမြင်နိုင်တဲ့ဉာဏ်ရာညလေကြတော့မျက်စိမြင်ဒိဗ္ဗစက္ခုပင်မိုးတောက်ရန်တွင်အာတဝက္ခယသုံးဉာဏ်ရလို့ဖျားဖြစ်ရာတတ်တော်35နှစ်မှာကဆုံလာပြည့်တရား3ပါးဗုဒ္ဓဟူနေပါ6ဖြာရောင်ကြီးထွန်းသစ်သောအတွင်သစ်ထူတာပေါ်ဖျားဖြစ်တော်လဲမနာသာ45ဝါလောကလူရွာယဒေတာလှဲ့လီတရားပြနောက်ဆုံးကြတော့ကုတိနာအင်ချင်းဥယင်မှာတ80မှာခန္ဓာချသုတိနိဗ္ဗာနာဒေါနာပုံနာဓာတ်တော်ဝေအတိုင်းတိုင်းအပြေပြေကိုယ်ွယ်နေသူလူများလားယနေ့တိုင်အောင်ပါမြတ်ဗုဒ္ဓရဲ့သာသနာရောင်ဝါနေသူပမာငါတို့ကြောင့်သာမညိုစေရပို့လို့လင်းအောင်လှုပ်ဆောင်ကြငါတို့ကြောင့်သာမညိုစေရပို့လို့လင်းအောင်လှုပ်ဆောင်ကြငါတို့ဗုဒ္ဓတို့ဗုဒ္ဓအလုံးရဲ့ဗုဒ္ဓ